အားလုံးပဲမင်္ဂလာပါကျွန်တော်ပိတ်ပါဒီနေ့ဗီဒီယိုမှာတော့ Mobile Legends ကနေပြီးတော့ KB တွေစကင်တွေနဲ့ Diamond တွေအပြင်ပတ်စံပေါင်း3400လောက်တောင်မှပေးနိုင်မယ် event ကြီးတစ်ခုကြောင်းပြပြပြီးတော့မှဖြစ်ပါတယ်ဒီ event မှာကျွန်တော်ကိုယ်တိုင်လည်း KB 1000ပေါက်ထားတာမို့လို့ bro အနေနဲ့စိတ်ဝင်စားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပထမဆုံးအနေနဲ့ဒီ event ကို join ဖို့ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ event တွေကမှတတိယနေရာမှာရှိတဲ့ကန်ဆယ်လိုက်ပါကျပ်3400ဆိုတဲ့ event တွေကိုဝင်ပြရမှာဖြစ်ပါတယ်ဒီလိုနေရာကိုရောက်ပြီဆိုရင်တော့အောက်မှာရှိတဲ့ goal ဆိုတဲ့လိုနှိပ်ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့အခုလိုမျိုး event တစ်ခုရဲ့ကိုရောက်သွားမှာဖြစ်ပါတယ်ဒီလိုနေရာကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့အပေါ်ဘက်ထောက်မှာရှိတဲ့ mojo game ဆိုတဲ့ club လေးကိုနှိပ်ပေးလိုက်မယ်ဆိုရင်အခုလိုမျိုးတက်လေးကျလာမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့အနေနဲ့ daily login ဝင်ရုံနဲ့112ရရှိမှာဖြစ်ပါတယ်ဒီမှာပထမဆုံးတစ်ပွဲကစားမယ်ဆိုရင်ကျူးရောချက်ပြီးရရှိမှာဖြစ်ပြီးတော့ကျွန်တော်တို့အနေနဲ့3ပွဲကစားလိုက်မယ်ဆိုရင်တော့အဲ့ဒါကျူးရောချက်ပြီးရရှိမှာဖြစ်ပါတယ်ဒါတွေမကသေးပဲနဲ့အောက်က social media တက်ဆိုတဲ့နေရာမှာကျွန်တော်တို့က Facebook ကို follow လုပ်မယ်ဆိုရင်ကြောတစ်ချိန်ရရှိမှာဖြစ်ပြီးတော့နောက်တစ်ခုအနေနဲ့ TikTok မှာ follow လုပ်ရမယ်ဆိုရင်နောက်ထပ်ကြောတစ်ချိန်ကိုရရှိမှာဖြစ်ပါတယ်ဒီနေရာမှာ follow လုပ်တယ်ဆိုတာ Mobile Legends ရဲ့ official Facebook page နဲ့ TikTok page ကိုပြောတာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ကပထမဆုံးချိန် login ဝင်ထားတာဆိုတော့ကျွန်တော်အနေနဲ့တစ်ခါကြောလို့ရပါတယ်အဲ့တော့ကျွန်တော်စမ်းပြီးတော့လှည့်ကြည့်ပါမယ်စမ်းပြီးတော့မလှည့်ကြည့်ခင်မှာဒီဘက်မှာဘာတွေပေးနိုင်လဲဆိုတာကိုကျွန်တော်တို့ကြည့်လိုက်ရအောင်ဒီဘက်မှာဆိုရင်တော့သာသာကြည့်ကြရတဲ့အတိုင်းပဲအများကြီးပဲပါမှာဖြစ်ပြီးတော့ဒီမှာဆိုရင်ဒီရဲ့အတက်ကွန်စမတ်ဝယ်လည်းပါမယ်ပြီးတော့မဲ့ရဲ့လွယ်လေးလည်းပါမှာဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့ရုပ်ရှင်မင်းသမီးအလှလေးခင်ဝင်းဝါရဲ့လက်မှတ်ထိုးထားတဲ့စမတ်ဖုန်းတစ်လုံးလည်းပါရှိမှာဖြစ်ပါတယ်ဒါလည်းမကသေးပဲနဲ့အောက်မှာဆိုရင်လည်း e-light ချက်တွေ epic ချက်တွေနဲ့ lucky box ချက်တွေကိုလည်းကျွန်တော်တို့ကရရှိအောင်မှာဖြစ်ပါတယ်အပေါ်မှာဆိုရင်လည်းကျွန်တော်တို့အနေနဲ့3400ဒါမှမဟုတ်လေ KB 9သိန်း KB 3သိန်းနဲ့ KB 1000တို့ကိုရရှိနိုင်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ event ကြောင်းကို၄ကြောင်းရှင်းနေရောပဲနဲ့တွားပြီးတော့ဖောက်ကြည့်လိုက်ရအောင်ဒီမှာဆိုရင်ကျွန်တော်အနေနဲ့ပထမဆုံးချိန်စဖောက်ကြည့်မှာဖြစ်ပါတယ်ဒီမှာကျွန်တော်စဖောက်လိုက်ပြီဆိုတာနဲ့ပထမဆုံးအနေနဲ့ကျွန်တော် emote ရရတာဖြစ်ပါတယ်ပြီးတော့ဒီ emote ကတော့ကျွန်တော်အပိုင်အနေနဲ့ရတာမဟုတ်ဘဲနဲ့ one day အနေနဲ့ပဲရတာဖြစ်ပါတယ်အဲ့တော့ကြာကျွန်တော် emote ကြီးပဲရတာဆိုတော့ကျွန်တော်မကျေနပ်ဘူးအဲ့တော့ကျွန်တော် TikTok မှာသွားပြီး follow လုပ်လိုက်မယ်ပြီးကျွန်တော်လာပြီးတော့ထပ်ပြီးတော့စမ်းကြည့်မယ်ပေါ့နော်အခုကကျွန်တော် TikTok မှာ follow လုပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့လာပြီးချက်ကြည့်လိုက်ရအောင်ဒီနေရာမှာဆိုရင်ခုနကလိုပဲ mojo game ဆိုတဲ့နေရာလေးမှာကျွန်တော်အနေနဲ့ TikTok မှာ follow လုပ်ထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ token နောက်တစ်ကက်ကိုရရှိပါတယ်အဲ့တော့အဲ့ဒီ token နဲ့ကျွန်တော်တို့သွားပြီးတော့စမ်းပေါက်ကြည့်မှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်တို့ဖောက်လိုက်ကြရအောင်အခုဆိုရင်ဘရိုမြင်ရတဲ့အတိုင်းပဲလှည့်နေရလေးတော်တော်လေးလှပြီးတော့ကျွန်တော်အနေနဲ့အခု KB 1000ပေါက်သွားပါတယ်ဆိုတော့ဒါကိုဘယ်လိုထုတ်ရမလဲဆိုတာကိုကျွန်တော်တစ်ခါလေးထုတ်ပြပေးပါမယ်ဒီ KB ကိုကျွန်တော်အနေနဲ့ထုတ်ယူဖို့ဆိုရင်တော့အောက်မှာမြင်ကြတဲ့အတိုင်းပဲ enter KB Zap info ဆိုတဲ့ထဲကိုကျွန်တော်ဝင်ပေးလိုက်ပါဒီနေရာမှာဆိုရင်အပေါ်ဆုံးကနာမည်ကျွဲနေရာမှာကျွန်တော်တို့ကအင်္ဂိမ်းလေးကိုထည့်လို့ရတယ်လို့စိတ်ပါရင်လည်းကိုယ့်ရဲ့နာမည်ရင်းကိုထည့်လို့ရပါတယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့အင်္ဂိမ်းလေးကိုပဲထည့်လိုက်ပါမယ်အပေါ်ဆုံးမှာကျွန်တော်အနေနဲ့အခုလိုမျိုးအင်္ဂိမ်းလေးကိုထည့်ပြီးသွားပြီဆိုရင်တော့ဒုတိယနေရာကတယ်လီဖုန်းဆိုတဲ့နေရာမှာတော့ကျွန်တော်လက်ရှိသုံးနေတဲ့ဖုန်းနံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒါပြီးတော့ဒီကတယ်လီဖုန်းဆိုတဲ့နေရာမှာထည့်ပြီးသွားပြီဆိုရင်တော့အောက်မှာ KB account နာမည်ဆိုတာရှိပါတယ်အဲ့က KB account name ဆိုတဲ့နေရာမှာဆိုရင်တော့ကျွန်တော်တို့ KB account ရဲ့နာမည်ကိုထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့အောက်မှာဆိုရင် KB account number ဆိုပြီးရှိပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့ KB ဖုန်းနံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့လည်း KB ဖုန်းနံပါတ်ကိုဒီမှာထည့်လိုက်ပါမယ်ဒါပြီးရင်တော့အောက်က submit ဆိုတဲ့နေရာကိုနှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ submit တက်လုပ်ပြီးတော့ပါပြီသူ့အနေနဲ့ဘယ်ချိန်မှာကျွန်တော်တို့ KB ဟဲ့ကိုပတ်စံထည့်ပေးမလဲဆိုတာကိုကျွန်တော်တို့ကစောင့်နေရုံပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်နောက်တစ်ခေါက်ထပ်လိုက်ထားတာပါနောက်တစ်ခါထွက်လိုက်တဲ့နေရာမှာလည်းကျွန်တော်အနေနဲ့ဗတ်တဲ့ emote ကိုပဲရရှိပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်က brother တို့ကိုအခုလာနေတဲ့ event မှာဘယ်လိုမျိုးပုံစံရမလဲဆိုတာကိုပြပြပေးသွားတာဖြစ်ပါတယ်ဘာသာအနေနဲ့ကျွန်တော် event ကြောင်းပြောတာကိုတို့ကသိပြီးတော့နားမလည်လိုက်ဘူးဆိုရင်လည်းကျွန်တော် YouTube ရဲ့ description မှာကျွန်တော်ရဲ့ Telegram account နဲ့ Telegram group ကိုချပေးရမှာလို့တို့အနေနဲ့အချိန်မီကျွန်တော်လာပြီးမေးလို့ရပါတယ်ဆိုတော့ကျွန်တော်ဖိတ်ပါနောက်ပြီးမှပြန်တွေ့ကြပါမယ်ချိန်ပြီးမှဆိုရင်ကျွန်တော်ကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့